အရှင်ဖရာတပည့်တော်ကအမျိုးနှိမ့်မှာမွေးတာပါဥပမာမိဘတွေကအိမ်တော်များပါတယ်မြည်သည့်အကုသိုလ်ကြောင့်ဖြစ်ပါတယ်လေဖရာဘယ်လိုကုသိုလ်တွေလုပ်ရမလဲအရှင်ဖရာဆိုပြီးတော့နတ်ရွှေထေဆိုတဲ့အကောင့်ပန်ရှင်ကလူဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်ဒီမေကွန်းကိုသဘောတောင်မပေါက်တယ်လို့ပါပဲအမျိုးနှိမ့်မှာမွေးတာပါဖရာဆိုတာဘာကိုပြောချင်တာလဲအမျိုးနှိမ့်နေဆိုတာဘာကိုပြောတာလဲအမျိုးနှိမ့်နေအမျိုးမြင့်နေဆိုတာဘာနဲ့သတ်မှတ်တာလဲဆိုတာတောင်မသိသလိုပါပဲနောက်ဥပမာမိဘတွေကအိမ်နောင်ဆက်များပါတယ်ဖရာလို့ဆိုပါတယ်မိဘတွေအိမ်နောင်ဆက်များတာကိုအမျိုးနှိမ့်နေလို့ဆိုတာလားအဲ့လိုဆိုမိန်းမတွေအများကြီးယူတဲ့ဗုဒ္ဓလက်ထက်ကဘယင်တွေရောနောက်ပိုင်းဘယင်တွေရောအဲ့ဒီဘယင်တွေကိုအမျိုးနှိမ့်နေလို့သတ်မှတ်ရမှာလားနောက်တစ်ခုမိဘတွေကအိမ်အောင်ဆက်များတာနဲ့ပဲကိုကအမျိုးနှိမ့်သွားတာလားပေါ့ထားလိုက်ပါတော့အမျိုးရုပ်တယ်ဆိုလဲအမျိုးရုပ်တယ်အမျိုးနှိမ့်နေဆိုလဲအမျိုးနှိမ့်နေပဲထားလိုက်ပါဒါပေမဲ့အမျိုးရုပ်မြတ်ကိုနဲ့တော့မဆိုင်သေးပါဘူးလို့သိစေခြင်းမြင်စေခြင်းနဲ့နာဇိဇာဝတ္တလောဟောတိနာဇိဇာဟောတိဖြမနောအမျိုးကြောင့်တော့ကို့မှာလူယုံမှာဖြစ်သွားတာလည်းမဟုတ်ဘူးလူသူတော်ကောင်းဖြစ်သွားတာလည်းမဟုတ်ပါဘူးကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြမနောကိုလှုပ်တဲ့အလှုပ်ကြောင့်သာကိုကလူကောင်းရဲ့လူယုံမှာရဲ့လို့ဖြစ်တာပါမိဘတွေအိမ်အောင်ဆက်များတာနဲ့ကိုကလူယုံမဖြစ်ပါဘူးမိဘတွေတအိမ်အောင်နဲ့ရှိတာနဲ့လေကိုကလူကောင်းသူကောင်းဖြစ်မသွားဘူးကိုယ်တိုင်ကရုပ်တဲ့အလုပ်ကိုလုံးဝလူရုပ်ကဖြစ်တာကိုယ်တိုင်ကမြတ်တဲ့အလုပ်လုံးဝကိုယ်တိုင်ကမြင့်မြတ်တဲ့သူဖြစ်မှာပေါ့ဒါကရှင်းနေတဲ့ကိစ္စပါဒါကိုလက်ခံရင်ကိုယ်တိုင်လူကောင်းသူကောင်းဖြစ်ဖို့ကကိုယ်တိုင်မဲ့အလုပ်ကောင်းအပြောကောင်းအနေကောင်းဖြစ်ဖို့နဲ့အရေးကြီးတာမဟုတ်လားဒါထက်ဘာအရေးကြီးတာလဲစဉ်းစားပါလို့ပြောချင်ပါတယ်ညီသည့်အကုသိုလ်ကြောင့်ဖြစ်ပါတယ်လေဖရာဆိုပြီးတော့မေးထားတယ်အိမ်အောင်ဆက်များတဲ့မိဘတွေကဘယ်အကုသိုလ်ကြောင့်လဲလို့မေးတာလားဒါမှမဟုတ်သူတို့ရဲ့သားသမီးဖြစ်ရတာဘယ်အကုသိုလ်ကြောင့်ဖြစ်တာလဲလို့မေးတာလားမသိရပါဘူးမိဘတွေအိမ်အောင်ဆက်များတာဘယ်အကုသိုလ်ကြောင့်ဖြစ်မလဲဆိုတာကိုပဲဆွေးနွေးကြည့်ချင်ပါတယ်အကုသိုလ်ကြောင့်တော့အိမ်အောင်ဆက်များရတာမဟုတ်နိုင်တော့ပါဘူးအိမ်အောင်ဆက်တွေများလို့လဲအကုသိုလ်တွေကြောင့်လို့ပြောနိုင်မယ်မထင်ပါဘူးအိမ်အောင်ဆက်တွေများရတာကတော့အကြောင်းပေါင်းများစွာရှိနိုင်ပါတယ်ကုသိုလ်အကုသိုလ်ဆိုတာတွေကတော့သူတို့ရဲ့စိတ်နေစိတ်ထားတွေနဲ့ပဲဆိုင်ပါမယ်မိကွန်းကလည်းအပေါ်ယံလေးမေးတဲ့အခါအိမ်အောင်ဆက်များရတဲ့အကြောင်းဘယ်လူတွေကြောင့်များတာလဲစသည်မသိရတော့မှန်ကန်တဲ့ဆွေးနွေးမှုကလည်းဖြစ်လိမ့်မယ်မထင်ပါဘူးအိမ်အောင်ဆက်မများအောင်ဘယ်လိုကုသိုလ်တွေလုပ်ရမလဲဆိုပြီးတော့မေးထားပြန်ပါတယ်အိမ်အောင်ဆက်မများအောင်ကတော့အိမ်အောင်ဆက်များခြင်းရဲ့ဆင်းရဲဒုက္ခတွေကိုမြင်ပြီးတော့အိမ်အောင်ဆက်မများအောင်ကိုယ့်ဖာသာကိုကျင့်ကြံရမယ်ပဲထိန်းချောင်းရမယ်ပဲမြင်ပါတယ်အိမ်အောင်ဆက်များခြင်းမများခြင်းကိုကုသိုလ်အကုသိုလ်နဲ့ဘယ်လိုဆက်မြင်ရမလဲဆိုတာကိုရိုးသားစွာပြောရရင်မမြင်တတ်မပြောတတ်ဘူးလို့ပဲပြောချင်တယ်အိမ်အောင်ဆက်များခြင်းမများခြင်းကလည်းသူတို့အကြောင်းနဲ့သူတို့ဖြစ်နိုင်မှာမို့ကိုကမသိပဲပြောရရင်လည်းကောင်းမယ်မှန်နိုင်မယ်မထင်ပါဘူးကိုရဲ့အိမ်တော်ဘက်ကကောင်းပါရဲ့နဲ့မိသားစုကကောင်းပါရဲ့နဲ့ကိုကနောက်ထပ်တအိမ်တော်ပြီးတအိမ်တော်ပြုခြင်းနေတာဆိုရင်တော့လေနားလေအောင်ပြောရရင်ခိုးစားရှိတဲ့သူကခိုးခြင်းစိတ်တွေပဲလွှမ်းမိုးခံနေရပြီးခိုးတဲ့အလုပ်ပဲလုပ်နေရသလိုတောက်စားရှိတဲ့သူကလည်းတောက်ခြင်းစိတ်တွေပဲလွှမ်းမိုးခံနေရပြီးတော့တောက်တဲ့အလုပ်ပဲလုပ်နေရသလိုအိမ်နောင်ဆက်များသူတွေရဲ့စိတ်ဟာလည်းတယောက်ပြီးတယောက်ယူခြင်းရခြင်းတဲ့စိတ်တွေပဲလွှမ်းမိုးခံနေရပြီး
သူ့စိတ်မှာလည်းအဲ့ဒီစိတ်အဲ့ဒီအတွေးတွေပဲရှိနေပြီးတော့အဲ့ဒီစိတ်အဲ့ဒီအတွေးတွေခိုင်းတဲ့အတိုင်းအိမ်အောင်နေဆက်ကပြုနေရတော့တာပဲဖြစ်ပါမယ်ဒါကြောင့်အိမ်အောင်ဆက်များရခြင်းရဲ့သိကြတဲ့ဖြစ်ရပါပဲအဲ့လိုမိသားစုဇနီးမယားသမီးသားတွေကကောင်းပါရဲ့နဲ့ကိုယ်တိုင်ကအိမ်အောင်နေဆက်ကပြုနေတာကိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့အဲ့ဒီအိမ်အောင်နေဆက်ကပြုနေခြင်းနဲ့ပြုခြင်းနေတဲ့စိတ်တွေကိုအတွေးတွေအာယုံတွေကိုလွှမ်းမိုးမနေအောင်လုပ်ပါအဲ့ဒီအာယုံအဲ့ဒီစိတ်တွေအဲ့ဒီအတွေးတွေကိုဖယ်ထုတ်ပါပယ်ပြစ်ပါကိုယ်စီကိုဝင်းမလာအောင်လုပ်ပါအဲ့ဒါလို့လုပ်နိုင်ရင်တော့ရပါလိမ့်မယ်အဲ့ဒီအာယုံတွေအဲ့ဒီအတွေးတွေကကိုယ်စီမှာဘာကြောင့်ဖြစ်နေတာလဲဆိုရင်အဲ့ဒီခံစားမှုတွေခံစားဖူးထားလို့ပါပဲအဲ့ဒီခံစားမှုတွေကနေအာယုံတွေမှာညှိနေလို့ပါပဲဘယ်လိုကျင့်ရမလဲဆိုရင်ပထမဆုံးအတွေးစိုးအာယုံစိုးတွေကိုဖယ်တဲ့အကျင့်ကိုကျင့်ပါအဲ့ဒါသီလပါပဲသီလဆိုတာကျင့်တာပါပဲနောက်အဲ့ဒီအာယုံတွေအဲ့ဒီစိတ်တွေလွှမ်းမိုးခံနေရမှုရဲ့ဆင်းရဲဒုက္ခတွေကိုမြင်အောင်ကြည့်ပါအဲ့ဒါပညာပါပဲပညာဆိုတာဒုက္ခကိုဒုက္ခမှသိတာဟာပညာပါပဲအဲ့ဒီအလုပ်ကိုမပြတ်မလတ်နောက်မဆုပ်စရမ်းတတိကောင်းကောင်းနဲ့ကိုရအောင်အားထုတ်ပါဇွဲမလျှော့ပါနဲ့အဲ့ဒါတမာတိပါပဲအဲ့ဒါလို့အားထုတ်မယ်ဆိုရင်တော့ရပါလိမ့်မယ်လို့သိတာမြင်တာကိုပဲတင်ပြဆွေးနွေးလိုက်ပါတယ်အားလုံးကိုယ်ပိုင်ဉာဏ်ဖြင့်လေကိုယ်တိုင်သိမြင်နိုင်တဲ့အထိဆင်ញင်စဉ်းစားနိုင်ကြပါစေလို့ဆန္ဒပြုရင်ညီကုန်းချုပ်လိုက်ပါတယ်